Taiwan ဘာဘီ Okinawa နဲ့ချင်းကလာ GME ကလေပြင်းမိုးကြီးနဲ့လှိုင်းမြင့်အန်ရဲ့သတိပေးတို့ဇူလိုင်လ9ရက်အနောက်ပစိဖိတ်သမုဒ္ဒရာကျွန်းအားကောင်းနေတဲ့တိုင်ဖွန်ဘာဘီဟာဂျပန်တောင်ပိုင်းအိုကီနာဝါဒေသစီကိုချဉ်ကပ်လာနေပြီးတော့ဂျပန်မိုးလေဝသဌာန GMA ကလာမယ့်ရက်ပိုင်းအတွင်းလေပြင်းမိုးသက်ထန်စွာရွာသွန်းမှုလှိုင်းကြီးမှုနဲ့မြေပြိုအန်နီယိုတွေကိုအထူးသတိထားကြဖို့အတွက်နှိုးဆော်ထားပါတယ်။လက်ရှိခန့်မှန်းချက်အရဘာဘီဟာအားကောင်းတဲ့အမုန်တိုင်းအဖြစ်ဆက်လက်တည်ရှိနေပြီးတော့ယာယာမကျွန်းစုမြောက်ကိုကျွန်းစုနဲ့အိုကီနာဝါဒေသအနီးကိုဖြတ်သန်းနိုင်ခြေရှိနေပါတယ်။မုန်တိုင်းရဲ့အလန်းကြောင်းကအနည်းငယ်ပြောင်းလဲနိုင်သေးပေမဲ့ဒေသအများပြားမှာဆိုးရွားတဲ့ရာသီတို့အခြေအနေတွေကြုံတွေ့နိုင်နေဆိုပြီးတော့သတိပေးထားပါတယ်။မုန်တိုင်းရဲ့တရားမှုကြောင့်အိုကီနာဝါဒေသမှာလေပြင်းတိုက်ခတ်ခြင်းမိုးသက်ထန်စွာရွာသွန်းခြင်းပင်လယ်လိုင်းအလွန်မြင့်တက်ခြင်းမြေပြိုခြင်းနဲ့ရေကြီးခြင်းစတဲ့အန္တရာယ်တွေဖြစ်ပေါ်လာနိုင်နေဆိုပြီးတော့ GMA ကသတိပေးထားပါတယ်။တရားမှုတွေစတင်လာတာကြောင့် Japan Airlines JAL နဲ့ All Nippon Airways ANA တို့ကအိုကီနာဝါမှာရှိတဲ့ Ishigaki, Miyako နဲ့တခြားလေဆိပ်တွေကိုပြေးဆွဲမဲ့ပြည်တွင်းလေယာဉ်ခရီးစဉ်အများအပြားကိုဖျက်သိမ်းထားပြီးတော့ခရီးသည်ထောင်ပေါင်းများစွာထိခိုက်ခဲ့ပါတယ်။ဂျပန်ရောက်မြန်မာမောင်နှမတွေအတွက်တကယ်လို့များအိုကီနာဝါ Ishigaki, Miyako ယာယာမနဲ့အနီးပတ်ဝန်းကျင်ဒေသတွေမှာနေထိုင်ကြရဲဆိုရင်တော့မလိုအပ်ဘဲပင်လယ်ကမ်းခြေကိုသွားရောက်တာလှေထွက်တာတွေကိုရှောင်ကျဉ်ပြီး GMA ရဲ့နောက်ဆုံးရမိုးလေဝသသတိပေးချက်တွေကိုအမြဲစောင့်ကြည့်ထားဖို့အတွက်အကြံပြုလိုပါတယ်။လေယာဉ်နဲ့သင်္ဘောခီးစဉ်တွေမှာလည်းအပြောင်းလဲတွေဖြစ်နိုင်တာကြောင့်မထွက်ခွာခင်သက်ဆိုင်ရာခီးစဉ်အခြေအနေကိုကြိုတင်စစ်ဆေးထားသင့်ပါတယ်ရှင်။